โอเคကျွန်တော်ဒီအခုရောက်ရှိနေတဲ့နေရာတော့ဒါကျွန်တော်တို့ဒီစมุทรสงครามပေါ့နော်ကျွန်တော်တို့ဒီစมุทรสาครနေလာတော့ရှင်တော့နိုင်ယူရဲ့မိနစ်40တော့ဆိုင်ကယ်မောင်းလာရတယ်ပေါ့နော်ဆိုင်ကယ်နဲ့ပဲလာဖို့အဆင်ပြေပါတယ်ဒီဘက်မှာလမ်းတအားကျင်းနေပေါ့နော်ဟိုရက်ွက်လမ်းကြားလေးထဲကနေလာရတယ်ပေါ့နော်ဒီမှာကတော့ကျိုးတရားပေါ့နော်ကျွန်တော်တို့ဒီအခုခစ်စားတယ်ပေါ့နော်ကျွန်တော်ညီကိုတွေတော်များများလာပြီးတော့ပြည့်ကြပါတယ်နော်TikTok မှာလည်းကျွန်တော်အများဆုံးတွေ့ရပါတယ်နော်ဒီနေရာလာကျွန်တော်တို့ဒီ GPS ထဲမှာဆိုကျွန်တော်ဒီဝတ်ရိုက်ပေါ့နော်ဝတ်ရိုက်ဆိုစงครามဆိုပြီးတော့ GPS ထဲမှာခြာလိုက်လို့ရတယ်ပေါ့နော်အခုကျွန်တော်ရောက်ရှိနေတဲ့အချိန်ကတော့ညနေ4:20ပေါ့နော်ညနေပိုင်းဒီနေ့ကတော့နေမပူဘူးပေါ့နော်မိုးအုံတဲ့အတွက်ပေါ့နော်နေပူတဲ့ခါကျတော့ရှင်လဲနည်းနည်းတော့ပူမယ်ထင်တာပဲเนาะဒီဘက်မှာကျတော့ဒါကြီးဟိုပါပေါ့နော်မဲကောင်ပေါ့နော်မဲနာမဲကောင်စားတော့တွေရောင်းလာတော့အများကြီးပါပဲเนาะဒီလိုခေါ်လေးမှာထိုင်ပြီးတော့မော်လေးပါရေးထိုင်စားပေါ့နော်စော်လေးပါရေးနဲ့လာတော့အဆင်ပြေပါတယ်ဒီမှာဖွဲလိုက်ပေါ့နော်ဒါမှမဟုတ်လဲကျူရတာတော့ဒီရှင်းမှာပါဟိုးပေါ်မှာတက်ပြီးတော့တက်ပုံရိုက်ကြတယ်ပေါ့နော် view point ပေါ့နော်ဒီမှာဆိုကျွန်တော်โอเคကျွန်တော်တို့ဒီခဏနေကြမှာအပေါ်ဖက်တက်ကြည့်ရတာပေါ့နော်